ကန်ဆုံးလို့ချစ်ခဲ့ကြပေမဲ့ကန်ကုန်လဲတမြေစီဝေးအိမ်မဟောင်းတွေတဲ့ကိုပြန်ရောက်သွားတယ်မဖြစ်နိုင်တော့တဲ့ချိန်တွေကိုနှမျောရတန်တာစေထုံးနေရောက်ရဲ့ပုံရိပ်တွေမိမိန်စာပြူနေပေမဲ့ကိုရင်တွေကမေးဆိုတဲ့မြေအမြဲတမ်းရှင်သန်နေခဲ့မင်းလေးရွေးချယ်ခဲ့တဲ့လမ်းခွဲလေးမှာမင်းလိုချင်တဲ့နှွေးထွေးတဲ့အင်္ဂီဟာအခုတော့မေတစ်ဖက်လူရဲ့ရင်ခွင်မှာတာယာပျော်ရွှင်နေမိသားစုဘဝလေးမင်းပိုင်ဆိုင်ထားပြီးပေါ်လေကန်ဆုံးလို့ချစ်ခဲ့ကြပေမဲ့ကန်ကုန်လဲတမြေစီဝေးကိုမှပူဆွေးဝမ်းနေခြင်းတွေနဲ့မင်းတွေ့ချင်လို့နေမိတယ်မင်းပြောနေရင်ကိုဘဝအတွက်ချင်တတ်ပါပြီမေရဲ့ရှင်ဘက်ထဲကတရားတွေကတော့တစ်သက်လုံးမတရားပေါ်ရင်လို့အချိန်တွေပြန်ရခြင်းမိတာအမှန်ပဲဒါပေမဲ့မင်းရဲ့မျက်နှာမှာအပြုံးတွေပွင့်လန်းနေတာမြင်တော့ကိုရဲ့တားတွေကိုအသာရပဲသိမ့်စီလိုက်တယ်မင်းသားရဖို့ပဲကိုအဝေးကဆူတောင်းပေးပါမယ်မိုးစက်တွေကြားမှာမင်းကိုတတိယနေတော့မှမင်းလေးမသိတဲ့ကိုရဲ့မျက်ရည်စားတွေရှိတဲ့ဝေးကွာသွားပေမဲ့ချစ်နေစေပါမေကန်ဆုံးလို့ချစ်ခဲ့ကြပေမဲ့ကန်ကုန်လဲတမြေစီဝေးကိုမှပူဆွေးဝမ်းနေခြင်းတွေနဲ့မင်းတွေ့ချင်လို့နေမိတယ်မင်းပြောနေရင်ကိုဘဝအတွက်ချင်တတ်ပါပြီမေရဲ့ရှင်ဘက်ထဲကတရားတွေကတော့တစ်သက်လုံးမတရားပေါ်ဖြစ်နိုင်တော့တဲ့ရင်လိုချိန်တွေမင်းပြောနေဖို့ပဲကိုနှုတ်ဆက်ခဲ့ပါ